channel နဲ့ subscribe လုပ်ဖို့မေးကြပါနဲ့ပေါ့နော် Let's go ကျွန်တော်တို့ပြောချင်မှာ Robux ကိုချွတ်ချွတ်တတနဲ့ရမယ်ဆိုရင် KSTTT မှာသွားဝယ်လို့ရပါတယ် Telegram မှာရမယ်ပြီးလို့ရှိရင် Facebook မှာရမယ်ပေါ့နော် account နဲ့ account ကိုတော့ခွဲခြားပေါ့နော်ဒါလည်းကျွန်တော်ညမလေးဖြစ်ပါတယ် Let's start the video enjoy guys let's go ဒါကြမယ်ပေါ့နော်ကျွန်တော်တို့ဒီ game first time ဆော်တာပေါ့နော် first time ဆော်တာဆိုတော့နည်းနည်းတော့ horror game ဆိုတော့ကျွန်တော်နည်းနည်းကြောက်ပါတယ်ပေါ့နော် Okay let's start video Welcome to your night shift at Shawarma Kiosk. Let's start with the basics. Step 1. Before serving, be sure to read the safety rules. They're super friendly, just like we are. And while you wait, feel free to watch TV or listen to the radio. Music keeps the mood up. Friendly reminder, don't look into their eyes. It's more fun that way. Have a wonderful shift. Smile, serve, and everything will be just perfect. They're already on their way. This video မှာကြောက်စရာကောင်းလို့ပေါ့နော်ကြောက်စရာကောင်းလို့ပေါ့နော်လူကနှလုံးရောဂါရှိတဲ့လူတွေဒီဗီဒီယိုတော့တင့်မတော်ဘူးဖြစ်ပါတယ်ပေါ့နော်မတင့်တော့ပါဘူးပေါ့နော်ဒါကြောင့်ညမ pink girl ice cream လို့ခေါ်ပါတယ်ကျွန်တော်အမဘေးမှာရှိပါနှုတ်ဆက်လိုက်ပါအောင် Okay but hey bro you're the first customer ကျွန်တော်ကြည့်ရမယ်ဆိုဒီ notebook ထဲကကြည့်ရ Would you like something to drink? Coffee. ပါတယ် That will be 100. ကဲရတဲ့ဟီကျွန်တော်ပါပါတယ်ပေါ့နော်ခုနကဒုက္ခလည်းမကြရဘူးပါတယ်ဖြစ်တာပေါ့နော် You, not everything. အားလုံးမြင်ကြတဲ့အတိုင်းတရေဝင်ဘူးနေတာဖြစ်ပါတယ်ပေါ့နော် Something is still wrong. အားလုံးမြင်ကြတာမသိပါဘူးပေါ့နော်ကျွန်တော် CCTV ပြပါတယ်ပေါ့နော်ကျွန်တော်ဒီတစ်ခါ555 145ကိုကျွန်တော်ခေါ်တာဖြစ်ပါတယ်ပေါ့နော်ငါဘာ delivery မှန်ကောင်းနေညီမလေး What would you like to order? ကင်မရာမှာလိုက်မယ် Hey, one show, please. Sure, အား no. လုံးလိုက်ကျွန်တော်ဒီ CCTV ရောကိုကြည့်ရဘုတ်ကိုကြည့်ရမယ်ပေါ့နော်ပါလာရောင်းပေးပါမယ်သူ့ပုံစံဘယ်လိုလဲသူ့ဆက်ပေးဝါရပါတယ်ဒီမှာတွေ့လားမဟုတ်ဝါရယ်မဆောင်းရဲဆက်ပြီးမဲ့ပါတယ်အပြာရောအင်းကြီးအင်းကြီးနဲ့ပေါ့လားမရောင်းပေးပါမယ်သူရောင်းလို့ရတယ် safe CCTV မှာပါတွေ့ရအားလုံးမမြင်ကြတဲ့အတိုင်းပဲတရေကတော့ဟုတ်လားမဟုတ်လားကျွန်တော်မသိသေးပါဘူးပေါ့နော်ဟာ Let's go မရောင်းပေးပါလို့ရှင်ဒီဗီဒီယိုလေးကြိုက်လို့ရှိရင် like လေးပေးပါဒီဗီဒီယိုကြိုက်လို့ရှိရင်ကျွန်မညီမလေးပြောသလို like subscribe လုပ်ပေးပေါ့နော်အဲ့ဒါမှကျွန်တော်အားရှိပြီးအပုတ်တင်အများကြီးတင်ပြီးလို့ရမှာပေါ့နော် Just this video မကြည့်ရသေးအရင်ကဗီဒီယိုတွေတွားကြည့်ပေါ့နော် Let's go baby ကျွန်တော်တို့ဒါတော့ပတ်စီပေါ့အလဲနော်ဟော copyright အားလုံးမကြောက်တချင်းဖွင့်ကောင်းလားမဖွင့်ကောင်းလားဆိုတော့ကျွန်တော်ညမလေးလှုပ်ရှင်တာလှုပ်လို့ရတယ်ပေါ့နော်ဘာဖြစ်လဲတချင်းဖွင့်ရင်ကောင်းတချင်းဖွင့်ရင်ညီမတချင်းဖွင့်ကြည့်ပေါ့ဒီကောင်ကြီးကခဏလာတယ်လို့ပြော What? You judging me for something? Everyone else is trash. I know. Got it. ဆင်ပြေရအောင်လားဆိုရလို့ရပါကျွန်တော်တို့ကြည့်ကျွန်တော်ဒါကြောက်ပါဘူး Feeling way
ကျွန်တော်ဒီလူကြီးကြည့်ရတာညဘက်လေးဘိုက်ဆာလူထွက်လာတဲ့ပုံနဲ့ခတီးဆိုတော့ Friday မဟုတ် June Monday ရပါအကိုတုံးဆောင်ပါ Here's your shawarma. Huh, not great, honestly. စားကြည့်မစားနဲ့ပေါ့ Way too expensive for what it is. I'll eat it anyway. သွားလိုက် Next time I expect a ဒီ discount. ဖြစ်ဘူး ခုနကလည်းသူပြင်ပြောင်းနေတယ် ဟုတ်တယ်ဖင်ပြောင်းနဲ့နှစ်ခါတော့ One shawarma. ခဏလေးဒီ book ကိုကြည့်ရမယ် ပါတယ်ပါတယ်ဒီမှာကြည့်အားလုံးတွေ့ကြရတယ်မလားဒီမှာ book မှာကျွန်တော်တက်တည်ပြရတယ်အနေများပါတယ်ဗျ Holy shit အားလုံးမြင်ကြတဲ့အတိုင်းပဲ Holy shit Just supposed in my face. I've been starving all day. အားလုံးမြင်ကြတဲ့အတိုင်းတော့ skeleton ကြီးပေါ့နော် နောက်တစ်ခါမှမရှင်းသေးဘူး ဒါပေမဲ့ကျွန်တော်တို့အားကြောက်ခဲ့လို့ရှိရင်တော့ဗီဒီယိုအန်လုပ်ပါမယ်။ဒါကျွန်တော်ညီမလေးပေါ့နော်။ချစ်ဖို့ကောင်းတော့ ground လေးကဖတ်နေတယ်။သူကတော့ဘာဖြစ်တာလဲဆိုတော့အပန်းရောင်ကင်ဆာဖြစ်တာဖြစ်ပါတယ်ပေါ့နော် One shawarma. ။အေး Come on, make it ဒီလေးခဏလေးပါတယ် ခဏလေး ပိတ်လိုက်တော့ I ask you something. Do you wash your hands and get into the bathroom? မပေးလိုက်လေတော့ကားလေးဆိုလို့ပေးလို့မရ Seriously? I come here hungry and you shut the window. ကျွန်တော်တို့မြင်တဲ့အတိုင်းပဲငရွမောက်ကျွန်တော်တွေ့ခဲ့ပါတယ်အေးညမောင်ကြီး ဟော မပြောတာပဲစီးကြည့်ကြည့်လို့ ဒီကြည့်နေရပဲခုန ဒါမှအဲ့ဒါဆောင်းတွင်းမှာပါနေလေအားလုံးမြင်ကြတိုင်းဆောင်းအောင်ဒီရှေ့တဲ့အားလုံးပဲကျွန်တော်အသက်ကဘယ်နှစ်နှစ်လဲပြောမယ်ဆိုကျွန်တော်အသက်က10နှစ်ကျွန်တော်ညမလေးက10နှစ်ကျွန်တော်မ10နှစ်ဖြစ်ပါတယ်ပေါ့နော် Bye. CCTV နဲ့ book ကိုယဉ်ကြည့်ပါ Shawarma, extra sauce. Sure thing 150. အဆင်ပြေပါတယ်ရောင်းပြလိုက်ပါရှင် မရောက်ပြီလေငါပြောင်းနေပြောင်းသွားတာအဲ့တော့သူဒီထဲမှာဘာဖြစ်လို့မရှိရလဲတော်တော်ပြောင်းနေတယ်လေဟာအခုခဏကမြောင်းလို့ဆိုဒီမှာဖက်တီးကောင် ကျော် ယာဘိုင်ဘိုင် ဒီမှာရှင်းနော်ဟုတ် You close right when you woke up. Great service, really. မောင်းဝိုင်း ငါဒီထွက်လာမလို့ဒီကောင်ကဒီကောင်ကမှားလို့ရှင်ထွက်လာအသားယူလို့မရကျော်တကားပြန်ဖွင့်လာတော့ကျော်တယ်ရိုးအေးဒီပါဘာမှမဖြစ်ကျွန်တော်တို့ဒီမှာအလုံးပတ်စံဘယ်လောက်ရှိတယ်ဆိုအများကြီးပေါ့နော်ကျော် delivery မှာမပေါ့နော် Shawarma and soda can. Enough roll, please. Sure, Pala. that would be 350. What would you like to order? I wanted to order camera. အဲ့ဒါလေး CCTV ကြည့်ပြီလားဟဲ့ငကူခွဲတာအလုံးမြင်ကြရတာငကူခွဲဖြစ်ပါရဲ့ပေါ့နော်ကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်တယောက်တည်းအေးဘိုင်ဘိုင်ကမ်ဘောကျဆုံးမယ်ဘိုင် I was literally standing here and you slammed the window. What's wrong with you? ဟောနောက်ထပ်ကြောက်ချင်ရည် အေး ကြည့်လိုက် ငါကင်မရာမှာထားကျွန်တော်ကင်မရာမှာထားရောက်လာပြီပေါ့ အာဒီကမောင်းမှာနောက်ကိုမှတ်တယ်နော် အလုံးမဲ့ကျွန်တော်ကင်မရာရအေးဟေးရှိတယ် bro ဟဲ့နာ customer service
ကိုယ်တူပုံစံ Hi, can I get one shawarma? ခဏလေးငါကြည့်လို့ Sure, would you like something to drink? Yeah, coffee please, long day at work. That will be 175. I See you think it's soon, personal dear. pay, so this helps a lot. ရှင်းနေပြီပါလေရှင်း ကျွန်တော်ဒီတစ်ခါကကျွန်တော်ရောင်းမဲ့လက်ဖြစ်ပါတယ်ပေါ့နော်ဒီတစ်ခါနေအသားသွားယူမယ်ညီမလေးโอเคအသားဆုံးလိုက်မလို့ကျွန်တော်ညီမလေးတွားယူခိုင်းလိုက်ပါနော်တွားယူလိုက်ပါညီမလေးရောအေးဒီနေ့ညီမလေးခါရောက်ပြီကွာ ဒီပါတော့ မပေးလို့မရဘူး Hello CCTV ညီမလေးဒီမှာတော့ပေးလိုက်ညီမလေးလာပေးလာညီမလေးရပေးလိုက်ညီမလေးပေးဒီကိုလောက်ထားတယ်ညီမလေးပေးလိုက်ပေးလို့ရပြီလားပေးလောက်ပေးလိုက်ပေးလိုက်လို့ပေးလိုက်ပေးလိုက်ပေးလို့မရပါဘူးပေါ့နော်ဒီလိုတယောက်ပဲရိုးပိတ်ပါမယ်နာအကုန်လုံးမှရပြီမသိမရပါဘူးအဲ့လိုဖွင့်လာရောလို့ကြည့်ကြည့်ဘာဖြစ်လာလဲပြီးတော့မရဘူး ဟုတ်ဒီထပ်မောင်းတယ် Oh, you are closed. That is all right. I will come back later. And welcome to Mr. Dungus's Game of the Day. You congratulate. အဲ့လိုမြင်ကြလိုက်လားအဲ့ဒီကအော်ရာဆိုပြီးလူလည်းမရှိအော်နေပြောတယ်ယိုရှိပါဘူး Hello again. နာတို့ရောင်းလို့မရဘူးနို့ပုတ်ထဲမှာရှိပါတယ် You here before? Before နန်းဘာဖြစ်လဲ take the hall. စကမ်းပိတ်နေနော် Like that. လာ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 ခွာရပါကောင်လေးမကြည့်ပါ Forgot to finish my order. အတန်ဖြစ်နေ Right. I remember for you. ဟဲ့ဘာဖြစ်လို့တော့ပေါ်တယ်လဲ အနောက်နေရော ဘာဖြစ်လို့တော့လာအားလုံးမြင်ကြတဲ့တိုင်းနဲ့ကျွန်တော်ကြောက်လာပြီပေါ့နော်ဒါရီမာလာနေတဲ့ညီမလေးအပပေါ်နေလာဘူး ပေါ်မှာဒီပေါ်နေ Hello, what would you like to order? အေးခေါ်ပါရချင်အောင် အခါမရနဲ့ချိလာအရင်ဆုံးချိလာအောင် သူဘာဖြစ်မိနေလဲသူဘာဖြစ်လို့ What would you like to order? ဒိုင်းနဲ့ပတ်ရှိသေးလားဟေးဒီကောင်ရပါသေးတယ်တက်လာတော့ဟိုဘဲမှာလားဟိုတည့်ရမှာဘဲလေးတည့်ရမှာလားအဲ့ကစတမာလာငါတို့ပိတ်ထားလေသိလို့ရ place အောင်ခဏလေးတရားကြည့်မရမယ်တရားကြည့်မလားဟဲ့အောင် I'm in training. Working day. Don't judge.
got it. 300. ကျွေးလို့ရတယ်ကျွေးလို့ရပါတယ်ဆိုဒီကစတမာပေးလို့ရပါတယ်ပေါ့နော်ပေးလို့ရပါတယ်ပေါ့နော်ညီမလေးပေးလို့ရပါတယ်ပေါ့နော်ငါထွက်ယူလိုက်မယ်ဟာဒီဟာလီမလုံးနဲ့အလုံးမတောင်းမှန်ပါပေါ့နော်ကျွန်တော်ညီမလေးအော်လိုက်လို့ तू ကအဲ့တိုင်းပါပဲပေါ့နော်အဲ့တော့ကျွန်တော်တောင်းမှန်ပါပေါ့နော် sorry ပါကျွန်တော်ညီမရောအဲ့တိုင်းပဲပေါ့နော်ဥစ္စာ6ပါတယ်နာအစင်မပြေဘူးဒီတော့ဆမ်းပြီဟုတ်ဘူး I'm သူ going မျက် to နှာကြီးချွတ်လိုက်တယ် I haven't seen you for a whole hour. ဟဲ့မာဝိုင်းမာမေမာမီနောက်ကနေ Maybe next time you want to be working. I'll return everything as planned. အယုံမဲအိုးအိုးယောအားလုံးမြင်ကြလိုက်တဲ့ပါပဲမြင်ကြလိုက်ရင်ကြည့်မယ်အားလုံးကကျွန်တော်ကြားလာပြီပေါ့နော် Once you warm up, please everything will flow together. အေးပါပါရပေါ့နော်အားလုံးနဲ့ကျွန်တော် Hey, ဘုထဲမှာပါရင် I can't think right. ဒီနေ့က Tuesday December Tuesday 2ပဲဒီမှာတော့ကျွန်တော်တွေ့ရဖိုင်ကြီးပဲပေါ့နော်တက်ချင်တယ်ပေါ့နော်အဲ့ပဲ bye bye ပေါ့နော်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲပေါ့နော်ကျွန်တော်တို့ကြောက်လို့မဆုံးကျွန်တော်တို့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်တို့ဒီနေ့ကတော့ day ကိုဖတ်တမ်းပြီးသွားကြမှာ bye bye နော်ပြောလိုက် bye နော် bye bye guys bye bye နော်နောက်ကြလို့ရှိရင်ဗီဒီယိုနဲ့ပြန်တွေ့ကြမယ် Okay, video နဲ့ပြန်တွေ့ကြမယ်